Hello အားလုံးပဲမင်္ဂလာပါ Amazing Fan နေပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြသွားမယ်အကြောင်းအရာကတော့ဒီ comment မှာညီလေးအောင်ပြီးမေးမြန်းထားတယ်3လသား4လသားအရွယ်တွေကိုကြက်ကိုတန်ချခြင်းလို့ဘာဆေးတွေသုံးရမလဲဘယ်လိုတန်ချရမလဲဆိုတဲ့အကြောင်းအရာကိုမေးမြန်းထားတယ်ဒီကြောင်းကျွန်တော်ဒီနေ့ပြပြသွားမှာဖြစ်ပါတယ်3လသား4လသားအရွယ်တွေကိုတန်ချမယ်ဆိုလို့ရှိရင်ကျွန်တော်ယခုပုံမှန်ပြထားတဲ့အတိုင်းဒီ1 let တန်ချအာဒိုစီကိုအသုံးပြုရမှာဖြစ်ပါတယ်အသုံးပြုပုံပြုနည်းကတော့ကျွန်တော်ဒီထမင်းပေါ့နော်ထမင်းကအရင်ကြီးကတ်နေမကောင်းဘူးကတ်တယ်လို့ရှိလို့ရှိရင်နေရတာမကောင်းတဲ့အတွက်ကြောင့်မလို့ထမင်းကိုအစစ်လိုက်ကလေးတွေဖြစ်အောင်ရေလေးနဲ့ဆွတ်ပေါ့နော်ရေလေးနဲ့ဆွတ်ပြီးတော့ဒီထမင်းရဲ့ပမာဏပေါ်မူတည်ပြီးတော့လက်ဖက်ဆုံးတစ်စုံနှစ်စုံသုံးစုံပေါ့နော်ကွန်တကိုချိန်စားပြီးတော့ထည့်ပြရမှာဖြစ်ပါတယ်နောက်တစ်ခုကရေနဲ့တိုက်မယ်ဆိုလို့ရှိရင်လေရေ1လီတာကိုလက်ဖက်ဆုံးတစ်စုံနဲ့အဲ့လိုတိုက်ပြရမှာဖြစ်ပါတယ်သူတို့တွေကိုဒီထမင်းနဲ့ပဲရောကြွေးရေးပဲတိုက်အဓိကတော့ဒီချမ်းနဲ့မှာပဲဖြစ်ဖြစ်ဒီအုပ်ဆောင်အုပ်ပြီးတော့ပဲဖြစ်ဖြစ်အဲ့လိုကြွေးပေးတင်ပါတယ်အဲ့ဒါမှအထက်ကတန်နေကြသေးပြီးတော့ထွက်ကြလာမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီ Bio Black ဘီတွေပေါ့နော်ယူရီးယားဆေးအထုပ်အစိမ်းလေးနဲ့အဲ့ဒါတော်တော်များများသိပါတယ်Bio Black ဘီတွေဆိုလို့ရှိရင်ကျွန်တော်ဒီတန်ချသေးတောင်သုံးစရာမလိုဘူးသူကနေပြီးတော့ဘယ်လိုလဲဆိုတော့ဒီ1နဲ့တန်တွေကိုသေစေတယ်ပေါ့နော်ကျွန်တော်ဒီကြက်အကြီးတွေဆိုလို့ရှိရင်ကျွန်တော်ဒီမိုးရင်းဘက်တွေဆိုလို့ရှိရင်ဗျာအဲ့လိုကြက်တွေအရင်တန်ထားပဲမိုးရင်းဘက်ကျလို့ရှိရင်ဒီရေတွေကမတန်မရှင်းတဲ့မြေကြီးတွေကမတန်မရှင်းတဲ့ဆိုတော့သူတို့စားတဲ့အားတွေမှာအရင်တန်ထားရတဲ့ကြောင့်မလို့ကျွန်တော်နေပြီးတော့ဒီမိုးရင်းဘက်တွေဆိုလို့ရှိရင်အဲ့ဒီ Bio Black ဘီတွေကိုထမင်းနဲ့ရောကြည့်တယ်ထမင်းနဲ့ရောကြည့်မှာကြက်တွေအများကြီးဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ထမင်းကိုကျွန်တော်ဒါပေါ့3လုံး4လုံးလောက်ချက်ပြတယ်3လုံး4လုံးလောက်ချက်ပြီးလို့ရှိရင်အဲ့ဒါတော့ကျွန်တော်ဇလားကြီးတွေထည့်ပြီးလို့ရှိရင်Bio Black ဘီတွေကလက်ဖက်သားဆုံး9သွန်းလောက်အထိထည့်ရမယ်ထင်တယ်အဲ့လောက်ရှိလောက်တယ်ပေါ့နော်လက်ဖက်သားဆုံး9သွန်းလောက်နဲ့ထည့်ပြီးလို့ရှိရင်နယ်ဖက်ပြီးလို့ရှိရင်ထမင်းနဲ့နယ်ပြီးလို့ရှိရင်နီးရဲစားလိုက်မယ်အဲ့ဒါတွေကိုကျွေးတယ်ပေါ့နော်ကျွေးတဲ့အခါမှာတစ်ပတ်ကိုတော့3ချိန်လောက်ကျွေးတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့အဲ့ဒီတန်တွေကနေပြီးသေပြီးတော့လေဖင်းတွေကနေပြီးတွဲလောင်းကြလာတယ်ပေါ့နော်တကယ်ရင်တဲ့ကြက်တွေကြတော့ဖမ်းပြီးလို့ရှိရင်အဲ့ဒီတန်တွေကိုထွက်လာတဲ့တန်တွေကိုကျွန်တော်ဆွဲထုတ်လိုက်လို့ရှိရင်သူအသေးကောင်းကြီးဖြစ်နေတယ်ပေါ့နော်အဲ့ဒီBio Black ပြီးလို့ရှိရင်ဆေးပြည့်တဲ့အတွက်ကြောင့်မလို့ဟိုတန်တွေကိုသေစေတယ်ပေါ့နော်သူကနေသူကိုရှော့ချူထွက်လာတာကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီဗမာဆေးပေါ့နော်ဗမာဆေးနေကြတော့ဒီဘောစကိုင်းကိုကျွေးပေးတာဖြစ်ပါတယ်ဘောစကိုင်းကိုကျွေးပြီးတော့အဲ့ဒီလောင်ထားတဲ့ခြံထဲမှာဘောစကိုင်းဒီအကိုင်ကိုချိုးပြီးတော့သူတို့အဲ့ဒီချက်တွေနေတဲ့ဒီခြံထဲမှာထားလိုက်လို့ရှိရင်သူတို့ကသူစိတ်စားရင်းပါရင်းနဲ့ချက်တွေတန်ကြစေပါတယ်ခင်ဗျာဟုတ်ကဲ့မိထားတဲ့ညီလေးလည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ